အားလုံးပဲမင်္ဂလာပါ Gobes United ရဲ့ Facebook, TikTok နဲ့ YouTube Channel တွေကနေကြိုဆိုလိုက်ပါတယ်ဒီ Channel တွေမှာတော့ကျွန်တော်လိုမျိုး Manchester United ကိုအားပေးတဲ့ဘောလုံးဝါသနာရှင်ညီကိုအားလုံးတွေ Manchester United နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေပွဲကြိုသုံးသက်ချက်ပွဲပြီးသုံးသက်ချက်တွေကစားသမားတွေနဲ့ပတ်သက်တဲ့အပြောင်းရွှေ့သတင်းတွေနဲ့ YouTube ကနေလိုက်လွှင့်ပြီးတော့ Fan Reaction ပြုလုပ်တဲ့အစီအစဉ်စားတဲ့အစီအစဉ်ပေါင်းများစွာကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒါအပြင်အဆုံးဖြတ်ပွဲစဉ်တွေနဲ့အသင်းကြီးနဲ့တွေ့ဆုံတဲ့ Beach Match ပွဲစဉ်တွေမှာလည်းကျွန်တော်တို့ goal ခံမှန်းတာတွေအနိုင်ရလက်ခံမှန်းတဲ့ကန်ဆယ်မဲ့စီစဉ်တွေပြုလုပ်ပြီးတော့ Manchester United ဂျာစီနဲ့အမှတ်တရပစ္စည်းတွေကိုမဲဖောက်ပေးတဲ့အစီအစဉ်ပေါင်းများစွာကိုလည်းပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ Facebook page, TikTok account နဲ့ YouTube channel တွေကို like and follow လုပ်ထားဖို့ပြောချင်ပါတယ်ဒီဗီဒီယိုလေးရဲ့ post နဲ့ comment မှာလည်းကျွန်တော်ရဲ့ Facebook page, TikTok account နဲ့ YouTube channel link တွေကိုချပေးထားပါတယ်အားပေးကြည့်ရှုတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုလေးမှာပြန်ဆုံပါမယ်